သွေးတို့ယောဂါဟာလက်ခဏမပြဘဲနောက်ဆက်တွဲဆိုးကျိုးကြီးမားတတ်လို့ဆရာဝန်ကြီးတယောက်အနေနဲ့မိဘပြည်သူတွေကိုအမြဲတမ်းတတိပေးလို့တဲ့အချက်ရှိပါတယ်ဗျာ နံပါတ်1အငန်ဆိုဒီယမ်စားသုံးမှုဖြတ်တောက်ပါဟင်းချက်ရာတွင်စားငံပြာရည်ရှော့ထည့်ရုံတင်မကဘဲအသင့်စားခောက်ဆွဲချောင်းနှင့်မုတ်ထုံများတွင်ပါဝင်သောအငန်ဓာတ်များကိုလည်းအထူးသတိပြုရှောင်ကျဉ်ရပါမယ်နံပါတ်2စိတ်ဖိစီးမှုကိုစနစ်တကျစီမံခန့်ခွဲပါစိတ်တူခြင်းစိတ်ဖိစီးခြင်းတွေကသွေးပေါင်ခြင်းကိုရုတ်တရက်မြင့်တက်စေပါတယ်စိတ်ပန်းဖြေဖို့အတွက်အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါနံပါတ်3ပိုတက်ဆီယမ်ကျွဲဝါတဲ့အစားအစာများစားပါငှက်ပျော်သီးထောပတ်သီးနဲ့ကစုံဦးတို့မှာပါဝင်တဲ့ပိုတက်ဆီယမ်ဓာတ်ကခန္ဓာကိုယ်ထဲကဆိုဒီယမ်တွေကိုစွန့်ထုတ်ပေးပြီးသွေးပေါင်ခြင်းကိုကျစေပါတယ်နံပါတ်4ကိုယ်လေးချိန်ကိုပုံမှန်အတိုင်းထိမ့်သိမ်းပါမိမိရဲ့အရက်အမောင်းနဲ့ကိုက်ညီတဲ့ကိုယ်လေးချိန်ထက်ကျော်လွန်နေရင်နှလုံးကသွေးညစ်ထုတ်ဖို့ကိုယ်အလုပ်လုပ်ရတာမို့သွေးတိုးဖို့ရာဂိုင်နှုန်းပိုများလာတတ်ပါတယ်နံပါတ်5သွေးပေါင်ချိန်ကိုပုံမှန်တိုင်းတာမှတ်သားပါအိမ်မှာသွေးပေါင်ချိန်14တလုံးစောင့်ထားပြီးတစ်ပတ်လျင်အနည်းဆုံးတစ်ချိန်ပုံမှန်တိုင်းတာမှတ်သားထားခြင်းကယောဂကိုကြိုတင်သိရှိနိုင်တဲ့အကောင်းဆုံးနည်းလမ်းပါကျန်းမာရေးဗဟုသုတတွေအတွက် like share နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်